ရွှေဝယ်မဲ့သူတွေခဏလောက်ရက်ကြည့်သွားကိုမျက်စိတောင်ကိုပြန်မယုံရလောက်တဲ့ကြောက်စရာရွှေတုတွေထွက်နေပြီဒီဗီဒီယိုတွေကအတုံးကိုရွှေအစ်စ်လို့ထင်လိုက်မိလားဒါဆိုရင်တော့ခမည်းသေချာပေါက်အလိန်ခံရပါပြီရွှေတုဆိုရင်မီးရှို့ကြည့်ဖြတ်ကြည့်ရင်တိနိုင်နေဆိုတဲ့ခစ်ကကုန်သွားပါပြီအခုထွက်လာတဲ့ဒီပစ္စည်းအသစ်ကရွှေအစ်စ်ရဲ့ဂုံတက်တီတွေကိုအကုန်နီးပါးကူးခါထားတာပါယုံချင်းစရာတော့မကောင်းဘူးရွှေလိုပဲပျော့တယ်လက်နဲ့ညှက်လိုက်ရင်အလွယ်တကူကွေးသွားပိန်သွားတယ်တန်လိုက်မကပ်ဘူးရေထဲဖြစ်ချလိုက်ရင်လည်းရွှေလိုပဲအောက်ခြေကိုတမ်းမြုပ်သွားတယ်ဖြတ်ကြည့်တယ်မပေါ့ဘူးပလာယာနဲ့ဖြတ်လိုက်ရင်တော့အတွင်းသားကရွှေရောင်အတိုင်းပဲမီးစမ်းတက်မှုကိုအေးစိကြော်ဖြတ်တယ်1000ဒီဂရီကျော်တဲ့မီးနဲ့ရှို့တာတော့အယောင်နည်းနည်းလေးမှမပြောင်းသလိုမဲလည်းမမဲသွားဘူးအကြီးကျိုးလို့ရတယ်ရွှေအစ်စ်လိုပဲမီးပြင်းတိုက်အကြီးကျိုးပြီးကြိုက်တဲ့ဆွဲကြိုးလက်စွပ်ပုံစံမျိုးစုံပြန်သွင်းလို့ရတယ်အစိုးဆုံးကပါလဲတိလားအလေးချိန်ရောအသွင်ပြင်ရောအထိအတွေ့ရောရွှေအစ်စ်နဲ့ခွဲမရအောင်တူနေတဲ့ဒီပစ္စည်းက1 gram 1 gram ကိုမှ$2လောက်ပဲတန်တာပါတာမန်လူတွေအနေနဲ့မျက်စိနဲ့ကြည့်ရုံလက်နဲ့ကင်ကြည့်ရုံနဲ့ဘလို့မှအစ်စ်နဲ့အတုခွဲလို့ရမှာမဟုတ်ပါဘူးအပြင်မှာလူတော်တော်များများဝတ်နေကြတဲ့ဆွဲကြိုးအကြီးကြီးတွေကတကယ်တော့ဒီလို$2တန်ပစ္စည်းတွေဖြစ်နေနိုင်ပါတယ်ရွှေချစ်သူတွေရွှေစုမဲ့သူတွေအလိမ်မခံရအောင်ဒီဗီဒီယိုလေးကိုမိတ်ဆွေတွေစီအခုပဲ share လုပ်ပြီးတတိပေးလိုက်ပါ